လက်ရစစ်စစ်အသားပြားနဲ့အရသာရှိဘာကာတစ်လုံးမှာ3500တင်းနေဆိုရင်ဒီဆိုင်မှာဘာကာတစ်လုံး3500နေစပြီးတော့ဒီခင်းနေဆိုလို့ရှိရင်လူကကြိတ်ကြိတ်တိုးနေရောပဲ။အဲ့ရ street food ဆိုင်လေးဆိုရင်ပစ္စက်လက်ခတ်မလို့အရသာလည်းချမနေဘူး။စားခဲ့တဲ့ဒီ jumbo ဘာကာဆိုလို့ရှိရင်တစ်လုံးမှ4500ပဲရှိတယ်။4500မှာဘာပါလဲဆိုရင်အသားပြားပါတယ်ကြက်ဥပါတယ်အဲ့ဒါမှအပေါ်နေ cheese ထပ်အုပ်ပေးထားသေးတယ်။အောင်မှာအသေးရွက်တွေလည်းအစုံပါတယ်အပေါ်ကနေပြီးမျောနီစီကတ်ချက်ပြဆန်းပေးတယ်။ပြီးတော့လို့ရှိရင်သေချာလေးတောင်ထုတ်ပိုးပေးလိုက်သေးတယ်။သူတို့ဆိုင်မှာတုံးတဲ့မယောနီစီရောအသားပြားတွေရောသူတို့ကိုယ်တိုင် homemade လို့ပြောတယ်။ဒီဆိုင်ကဖွင့်တာတော့10နှစ်လောက်ရှိပြီလို့ပြောတယ်။ဒါပေမဲ့ကျွန်တော်လည်းအခုမှတွေ့မိရ။သူကားလာမျိုးမှာ budget လည်းဖြစ်တဲ့အရသာလည်းကောင်းတယ်ဆိုင်ရစီကားနေရောကျွန်တော်နောက်ထပ်တစ်မျိုး try ခဲ့တယ် cheese steak ကတော့ hot dog ပေါင်မို့ကိုမှသူကအသားရယ်ပြီးတော့လို့ရှိရင်အပေါ်ကနေ cheese အုပ်ပြီးတော့မီးနဲ့ပါထပ်กินတာပေးသေးတယ်။ကောင်းလဲဆိုလို့ရှိရင်လည်းတစ်လုံးမှ4000ပဲပေးရတယ်။ပြီးတော့တပွဲချင်းစီတိုင်းကိုတန်တန်ရှင်းရှင်းနဲ့တက်ရက်လေးလုပ်ပေးတာကိုသဘောကျတယ်။သူကတော့လှဲလေးနဲ့ရောင်းတာဆိုထိုင်စရာနေရာတော့မရှိဘူး။လမ်းဘေးမှာပဲမြန်မာလူကြီးကြိမ်မကြိတ်လို့ရှိရင်အိမ်ကိုယူသွားပြီးစားမှာပဲရမယ်။ဒါကတော့ဆိုင်မှာရတဲ့မီနူးလေးနဲ့ဈေးနှုန်းလေးပါ။ဆိုင်လိပ်စာကတော့စမ်းချောင်းရွှေလောင်းလန်းထိပ်ဗဈေးနာ CB ဘန်ရှစ်တက်တယ်မှာလှဲလေးနဲ့ညနေဆိုရင်ထွက်ပါတယ်ခင်ဗျာ။